ဒီကြောက်တုံးဟာနှစ်ပေါင်းထောင်ချီအောင်တက်တန်းရှည်ခဲ့တာပါသူ့ရဲ့တခုလေးသောအလေးချင်းကတော့အိတ်ဆက်ချင်းပါပဲတစ်ချိန်ကသူဟာကြီးမားတဲ့တောင်ကြီးတုံးရဲ့အစိပ်ပိုင်းဖြစ်ခဲ့ပူပါတယ်ဒိုင်နိုဆောတွေထွန်းကားလာတာနဲ့ပြတ်သုံးသွားတာတွေကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရသလိုရေခဲခေရဲ့အေးခဲလာတဲ့ဒဏ်တွေကိုလည်းအန်တုခဲ့ရပါတယ်ဒါပေမဲ့ဒီအချိန်တွေအားလုံးမှာသူ့ရဲ့တခုလေးသောဆန္ဒကတော့မပြောင်းလဲခဲ့ပါဘူးအဲ့ဒါကတော့အေးချမ်းချမ်းအနားယူဖို့ပါပဲတနေ့မှာတော့စူညံတန်တွေကြောင့်သူနိုးလာခဲ့ရတယ်။သူ့ရဲ့ပုံမှာရှိတဲ့တစ်ပင်တွေကိုခုတ်လဲနေကြတာပါ။ကြောက်တုံးဟာစိတ်နှောက်ယှက်ဖြစ်စွာနဲ့လိမ့်ထွက်သွားခဲ့တယ်။ဒါပေမဲ့တစ်ကုတ်တန်တွေကပူကျဲလာတာကြောင့်သူအတင်းထပြီးတောအုပ်ထဲကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ရတယ်။အဲ့ဒီမှာသူပြန်အိတ်နိုင်မဲ့တိတ်ဆိတ်တဲ့နေရာလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။သူပြန်ပြီးအိမ်မောကြခံဒီမှာပဲသူ့ရဲ့နှာခေါင်းမှာကျိုးတစ်ချောင်းကတင်းကျပ်သွားခဲ့တယ်လူသားတွေကသူ့ကိုရှာတွေ့သွားကြတာပါသူတို့ကသူ့ကိုဆွဲခေါ်သွားပြီးဝိုင်းဆက်နေတဲ့စုံကြောက်မြို့စွန်းတတုံးအဖြစ်ထုစစ်လိုက်ကြပါတော့တယ်နေရောညပါသူတို့ကသူ့ကိုအနားမရပဲကြိတ်ခိုင်းကြတယ်ရာသီတွေကုန်လွန်ပြီးနှစ်တွေအလီလီပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့နေချက်သမားတွေမြို့ထဲကိုရောက်လာကြတယ်သူတို့ကလည်းဒီကြောက်တုံးရဲ့တန်ဖိုးကိုမြင်ကြပြန်တယ်ဒီတစ်ခါမှာတော့သူဟာအစိတ်စိတ်အမွှားမွှားအခွဲခံရပြီးအမြောက်ဆန်ခင်နောင်းပေါင်တွေအဖြစ်ပုံသွင်းခြင်းခံလိုက်ရပါတော့တယ်စစ်မြေပြင်မှာသူဟာသူ့ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့ပေမဲ့ပြင်းထန်တဲ့ပောက်ကွဲမှုကြောင့်မရေမတွက်နိုင်တဲ့အပိုင်းအစလေးတွေအဖြစ်ကွဲကြေသွားခဲ့ရတယ်အဲ့ဒီအပိုင်းအစလေးတွေဟာပင်လယ်ထဲကိုကျသွားခဲ့ပြီးလှိုင်းလုံးတွေကသူတို့ကိုကန်းဆက်စီကိုပြန်တည်ဆောင်လာခဲ့ပါတယ်သူဟာတိတ်ဆိတ်မှုကိုတောင်းတရင်တောလန်းလေးတွေအတိုင်းတယောက်တည်းလှည့်လည်နေခဲ့ရတယ်နောက်ဆုံးမှာတော့သူပြန်ပြီးလဲလျောင်းလိုက်ပေမဲ့မအိတ်ခင်မှာပဲလက်တစ်ဖက်ကသူ့ကိုကောက်ယူလိုက်ပါတယ်ရှေးဟောင်းသူတေသနညာရှင်တယောက်ကသူ့ထဲမှာရုပ်ကျွင်းပါဆယ်ပါနေတာကိုသတိထားမိလို့ကြောက်တုံးကိုပြလိုက်ထဲမှာထားလိုက်ပါတော့တယ်ကလေးတယောက်ကမှန်ကိုပြင်းပြင်းထန်ထန်ကောက်လိုက်တဲ့အခါကြောက်တုံးဟာရှော့ကြပြီးအမိုက်ပုံးထဲကိုကျသွားခဲ့ရတယ်အမိုက်တွေကြားကနေတစုံတယောက်ကသူ့ကိုဇနီးမောင်နဲ့တစုံရဲ့အိတ်ခမ်းထဲကိုပြစ်ထည့်လိုက်ပြန်တယ်သူဟာပတင်းပေါက်ကနေလိမ့်ထွက်သွားပြီးတရားအောက်ကိုရောက်သွားခဲ့သလိုဖြတ်မောင်းသွားတဲ့ကားတစ်စီးရဲ့ဝါမျိုးချင်းကိုခံရပြီးကြောက်မုံလေးတွေအဖြစ်ကြိတ်ချေခံလိုက်ရပါတော့တယ်သူရမ်းပင်ပန်းနေပါပြီအခုသူလိုချင်တာကတော့ကောင်းကောင်းမွန်မွန်အနားယူဖို့ပါပဲဒါပေမဲ့မြင်းကြီးတလိမ့်တုံးကရောက်လာပြီးသူ့ကိုဖုံမှုတွေအဖြစ်ဖိချေပစ်လိုက်ပြန်တယ်လမ်းလဲသမားတယောက်ကအဲ့ဒီဖုံမှုတွေကိုအပုံလိုက်လှဲထည့်လိုက်ပါတယ်ဒီနေရာဟာနောက်ဆုံးတော့သူ့ရဲ့နားခိုရာဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ကံကြမ္မာကမပြီးသေးပါဘူးဘတ်ဟိုးတစည်းကသူ့ကိုရက်ယူပြီးစိတ်ယုံကိုပို့လိုက်ရာကနေပြင်းထန်တဲ့အပူရှိန်အောက်မှာအရေးပျော်သွားခဲ့ရတယ်ကြောက်တုံးဟာကဘာမြေရဲ့အဝေးကြီးမှာရှိတဲ့ဂျိုလူတစ်ခုရဲ့အစိပ်ပိုင်းဖြစ်တဲ့မှန်ဘီလူတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်သူဟာဂျိုသိန်ဂျိုမွားတစ်ခုနဲ့ဝင်တိုက်မိတဲ့အထိအိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့ရတယ်ကြောက်တုံးဟာအောက်ကိုပြုတ်ကျရင်းလောင်ကျွမ်းသွားခဲ့သလိုလေထုထဲမှာအရေးပျော်ပြီးဝေးလံတဲ့ဂျိုတစ်ခုပေါ်ကိုဆင်းသက်ခဲ့ပါတယ်နှစ်ပေါင်းတန်းပေါင်းများစွာကုန်လွန်သွားခဲ့ပါတယ်တဖြည်းဖြည်းနဲ့သူဟာကြီးမားတဲ့တောင်ကြီးတုံးပြန်ဖြစ်လာခဲ့ပါတော့တယ်ဒီတစ်ခါမှာတော့သူဟာသူ့ရဲ့တခုလေးသောဆန္ဒဖြစ်တဲ့အေဂျင့်စွာအနားယူခြင်းကိုနောက်ဆုံးတော့ရရှိသွားပါတော့တယ်